ဇွန်လ29ရက်ခုနှစ်သားသမီးအားလုံးအတွက်တနေ့တာဟောတဲ့ဖြစ်ပါတယ်ဗျာမိတ်ဆွေခုနှစ်သားသမီးပေါင်းတိုးတက်ကြီးပွားအောင်မြင်ပြည့်စုံနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လဲလဲဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာဒီနေ့2026ခုဇွန်လ29ရက်စနေနေ့တနေ့တာအတွက်တနေ့တာဟောတဲ့ဖြစ်ပါတယ်ဗျာဒီနေ့ဟာခုနှစ်သားသမီးမိတ်ဆွေများအနေနဲ့ခိုင်မာဆုံးဖြတ်ချက်ချပြီးလောက်ကန်ရတဲ့အလုပ်တွေအားကောင်းနေပါတယ်အခြေရာနှလုံးသားရေးရာကိစ္စတွေအလှပဆိုင်ရာအမှုပညာဆိုင်ရာလုပ်ငန်းတွေကျန်းမာရေးဆေးဘက်ဆိုင်ရာအလုပ်တွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီနေ့အတွက်ကံတရားရဲ့ထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အပြာရောင်ပန်းရောင်များပါတဲ့အဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ဒီနေ့ရဲ့အောင်တဲ့အားကောင်းတဲ့နေနံတွေကတော့တောက်ကြသားသမီးအင်္ဂါသားသမီးတို့ဖြစ်ကြပြီးတော့ကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့6ကဏ္ဍ3ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာပဲရောင်းချင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေရောင်းကျင်တဲ့ပစ္စည်းတွေကိုစညက်လေးတစ်ချောင်းနဲ့သပင်မှာညှက်တဲ့စညက်ဘလို့စညက်ပဲဖြစ်ဖြစ်စညက်လေးတစ်ချောင်းနဲ့တို့ခောက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ပဲကြောဗရာကြောပန်းသီးတစ်မျိုးလူနှန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးကောင်းကျိုးလိုရာစံတာများလဲပြည့်ဝတော်မူနိုင်ကြပါစေခင်ဗျာ